ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့ကျွန်တော်တို့အင်္ဂါနေ့ရန်ချမ်းလေးဖြစ်ပါတယ်ဒီနေ့အင်္ဂါနေ့ရန်ချမ်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီ live video လေးကိုเนาะနှစ်ဖန်ဗုဒ္ဓဦးနေ့နေ့တိုက်က share ရင်းလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ live video လေးကိုအစားကနေအဆုံးထိကြည့်ပေးဖို့ကျွန်တော်မျိုးတွေအားလုံးကိုအထူးမေတ္တာရက်ခံပါတယ်ဟုတ်ပြီเนาะအဲ့တော့ video လေးကိုမကြော်ဘဲနဲ့အစားကနေပြီးတော့အဆုံးထိเนาะကြည့်ပေးပါလို့အထူးပြောချင်ပါတယ်အဲ့တော့မျိုးလေးတွေအားလုံးဝင်လာပြီးဆိုတာနဲ့လူသစ်လေးတွေဆိုရင်တော့ဘေးနားမှာ software လေးတွေနေပုံမမေ့ပါနဲ့လူဟောင်းလေးတွေဆိုရင်တော့လက်မလေးတွေတစ်ချက်စီကိုစီလေးတောက်ပြီးခဲ့ဖို့ကျွန်တော်အနေနဲ့ကအထူးပြောချင်ပါတယ်အဲ့တော့မျိုးလေးတွေအားလုံးဒီနေ့အင်္ဂါနေ့နေကုန်မှာเนาะပြန်ကြလဲထွက်တယ်เนาะမထင်မှတ်တော့အပူတီလဲတစ်ချိန်ပြန်ပြီးတော့လာတယ်အဲ့တော့မျိုးတွေအားလုံးတပတ်စာလိုက်နေတော့တပတ်စာအချုပ်သမားလေးတွေเนาะအခုဗုဒ္ဓဦးမကျော်ဒီနေ့ညနေပိုင်းတုံညပတ်တီเนาะတပတ်စာလေးမှာတင်ပေးထားတယ်ဗုဒ္ဓဦးမကျော်ဟူးမကျော်ပတ်တီနှလုံးခေါ်ပေးထားတယ်เนาะအဲ့တော့ကျွန်တော်ဗာပေးထားလဲသိချင်ရင်တပတ်စာလွှင့်ပေးနေတော့ဗီဒီယိုလေးကိုပြန်ပြီးတော့ကြည့်ပေးပါနောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့ဘယင်းရှယ်ခွေဘူးပေါ့เนาะအဲ့ဒီခွေဘူးလဲထွက်ပြီเนาะအဲ့တော့ break သမားလေးတွေ break လဲပြီးပြီရှယ်ခွေဘူးသမားတွေခွေဘူးလဲပြီးပြီတပတ်စာ free တင်တဲ့ကတ်တွေမှာအကုန်လူနီးပါတောင်းဝင်ကြည့်ပြီးဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့အမျိုးလေးတွေအားလုံးတပတ်စာသမားလေးတွေเนาะကြံနေတဲ့မူလေးတွေဆက်ပြီးတော့ကြံရက်မှာကစားပေးပါလို့လေအထူးပြောချင်ပါတယ်အဲ့တော့ဒီနေ့မှာဆိုရင်ဖြင့်ကျွန်တော်အမျိုးလေးတွေအားလုံးဒီနေ့ညနေပိုင်းမှာเนาะတုံညပတ်တီသမားရောနောက်တစ်ခုကကြတော့เนาะ8931ရှယ်ခွေဘူးလေးလုံးကင်တော့အမျိုးတွေအားလုံးเนาะရမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့တပတ်စာစင်ကလေးတွေနဲ့အကုန်လုံးကိုစီအဆင်ပြေတဲ့သူတွေကပြီးနေလိုက်သမားလေးတွေကတော့เนาะအခုမအိုကေသေးဘူးเนาะမအိုသေးဘူးနောက်တစ်ခုကနေလိုက်သမားရောအဖွဲ့ဝင်တွေရောเนาะမအိုကေသေးဘူးဘာလို့လဲဆိုရင်ကျွန်တော်တစ်ခုပြောအောင်မယ်ဗျာเนาะအခုဒီဗီဒီယိုလိုက်လေးကအဖွဲ့ဝင်လေးတွေနဲ့လည်းသက်ဆိုင်နေတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အဖွဲ့ဝင်လေးတွေအားလုံးဗီဒီယိုလေးကိုလည်းပြီးဆုံးလေးကြည့်ပေးစေချင်ပါတယ်နောက်တစ်ခါကျတော့နေလိုက်သမားလေးတွေလည်းเนาะဗီဒီယိုလေးကိုပြီးဆုံးအောင်ထိကြည့်စေချင်ပါတယ်ဒါကြောင့်မျိုးလေးတွေအားလုံးဗီဒီယိုလေးကိုမကြော်ဘဲနဲ့เนาะစိတ်ကြည်သီးခံပြီးတော့ကြည့်ပေးပါဒီဗီဒီယိုဒီအရင်မကြပါဘူးကျွန်တော်အခုတင်ပေးမှာ25မိနစ်စာ15မိနစ်စာလောက်ပဲเนาะအနည်းဆုံးကြာအဲ့လောက်ပဲဒီထက်လည်းပုံမကြာနိုင်တော့เนาะအဲ့တော့အမျိုးလေးတွေအားလုံးเนาะနေတိုက်သမားလေးတွေရောအဖွဲ့ဝင်လေးတွေရောမအိုကေသေးဘူးဖြစ်တဲ့အတွက်ကြောင့်မလို့တပတ်စာသမားတွေကတော့ okay ပြီး okay ပဲเนาะမနေ့ကလည်းမွေထုတ်တယ်ဒီနေ့လည်းထပ်ပြီးတော့မွေထုတ်တယ်เนาะအဲ့တော့ okay မှာစုပြေနေစုပြေစေစုပြေမြင်เนาะဖြစ်နေပြီအဲ့တော့မျိုးလေးတွေအားလုံးဒီနေ့ကျွန်တော်တို့ဘာလို့အောင်မလဲဆိုတော့เนาะလာမယ့်နှစ်ဖန်ဗုဒ္ဓဦးနေ့ကျောင်းတော်ကြီးမှာเนาะဗုဒ္ဓဦးနေ့မှာဘာလုပ်ရမလဲဘာကန်ရမလဲဆိုရင်အမျိုးလေးတွေကိုတခုเนาะကျွန်တော်အနေနဲ့အကြံပြုချင်တာကတော့เนาะဗုဒ္ဓဦးကြာသပတေး2ရက်ပဲရှိပါတော့တယ်တောက်ကြနေ့1ရက်စာတီးเนาะပိတ်တယ်လို့လည်းကြားတယ်ပိတ်တယ်เนาะပိတ်တယ်လို့ကြားတာမဟုတ်ပိတ်တယ်เนาะတောက်ကြနေ့1ရက်တီးလုံးဝပိတ်ပါတယ်เนาะဒါကြောင့်မလို့ဗုဒ္ဓဦးကြာသပတေး2ရက်ပဲကျန်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะအမျိုးလေးတွေအားလုံးနှစ်ဖန်ဗုဒ္ဓဦးရဲ့ကြာသပတေးရက်မှာเนาะနေတိုင်းလေးကိုပြောသေးပြည့်စီလောက်ပဲကစားပါနောက်တစ်ခုပြောချင်တာပါလဲဆိုတော့ဒီတစ်ပတ်မှာလည်းဘလို့ဖြစ်နေလဲဆိုတော့ကျွန်တော်တော့ဒါဒီနေ့ပေးတဲ့နေတိုက်ကနန်းဒီနှစ်ဖက်မှာထွက်တယ်အဲ့လိုမျိုးတွေဖြစ်နေတယ်เนาะအဲ့တော့ကျွန်တော်ရဲ့တချို့ကြာရင်လည်းကျွန်တော်ရဲ့မှားတဲ့အကွက်ကိုစောင့်ကြည့်ကြတယ်เนาะကောင်းသောဆန်ဘယ်နေရာမှာမှားတော့မလဲမှားတဲ့ဟာကိုလက်ညိုးဝိုင်းပြီးတော့ညွှန်တော့မှာเนาะအဲ့ဒီဖွဲ့ရလည်းတက်ရှိတယ်เนาะအဲ့ဒါမျိုးလေးအားလုံးကျွန်တော်ဒီလေနှစ်တရားမဟုတ်ပါဘူးเนาะဒါကြောင့်မလို့အကောင်းဆုံးနေကအကောင်းဆုံးအရာလေးကို share ရင်လုပ်ပေးခြင်းနဲ့ဆန္ဒတစ်ခုပဲရှိပါတယ်ကျွန်တော်လည်းအကောင်းဆုံးစူးစမ်းပေးနေပါတယ်เนาะအဲ့ဒါမျိုးလေးတွေအားလုံးပြောချင်တာကဘာလဲဆိုတော့အမြင်တိုင်းလည်းမမှန်နိုင်ဘူးအမြင်တိုင်းလည်းမမှားနိုင်ဘူးเนาะအကုန်လုံးကဘယ်လိုလဲဆိုတော့ဘသူရဲ့မှအပိုင်ရဲ့ဆိုတာမရှိဘူးဒီလောကเนาะဒါကြောင့်မလို့မျိုးလေးတွေအားလုံးကျွန်တော်ကိုเนาะနားလည်ပေးပါမှန်ဆိုတာတွန်တွဲပါတယ်တွန်တွဲလျက်လည်းရှိပါတယ်เนาะဒါကြောင့်အမျိုးလေးအားလုံးကျွန်တော်တို့နေတိုက်တွေတိမိမိနဲ့ယူလာတော့ကအချိန်တုန်းကလေပြုံးလေးနဲ့ယူလာခဲ့ကြတယ်เนาะအခုနေတိုက်လေးအနေပါအခုကျွန်တော်အစင်မပြေသေးဘူးကျွန်တော်မျိုးလေးတွေနေတိုက်သမားလေးနေတိုက်စော့နေတော့မျိုးတွေအားလုံးမအိုကေသေးဘူးဆိုရင်ကျွန်တော်ကြံရက်မှာအကောင်းဆုံးလုပ်ပြီးဖို့စီစဉ်ထားပါတယ်เนาะအကောင်းဆုံးတော့ရှစ်ပလန်လေးပေးဖို့เนาะကျွန်တော်ဘက်ကနေပြီးအကောင်းဆုံးသောအရာလေးတွေကိုเนาะစူးစမ်းပြီးတော့ရှာပေးထားပါတယ်အဲ့တော့မျိုးလေးတွေအားလုံး
နော်ဟိုကျွန်တော်တယောက်တည်းလေးနော်ဟိုဒီလိုမျိုးကြီးဖြစ်နေတာမဟုတ်ဘူးနော်ကြံကနန်းကလည်း6လုံးဖြစ်နေတယ်နော်နောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့နေတိုက်သမားတွေနဲ့ပတ်သက်လို့နော်မโอเคသေးဘူးနော်ဒီနေ့မှဆိုရင်လည်းကြီးတွေကနော်ခွေဘူးတွေထွက်လို့ထွက်အဲ့လိုဖြစ်နေတယ်နော် main quest ကိုမထီသေးဘူးဖြစ်နေကျွန်တော်က main quest ထိမိမိနဲ့ကျွန်တော်မျိုးတွေအားလုံးကိုရစေချင်တယ် main quest လည်းမထီသေးဘူးအဲ့တော့မျိုးလေးတွေအားလုံးနော်ဒီနေ့ဆိုရင်လည်း3853ညအခွေကနော်ဟို3ညဆိုပြီးတော့ပိုးသွားပြန်ပြီအဲ့တော့အဲ့လိုမျိုးတွေကျွန်တော်မကြိုက်ဘူးเนาะဘာလဲဆို main quest ကိုပါအောင်ပါကျွန်တော်ထိမိမိနဲ့ကျွန်တော်မျိုးလေးတွေအကုန်လုံးကိုရစေချင်တာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီစေတနာမှန်ရင်เนาะရမ်းပြန်ဟပ်ပါတယ်အဲ့တော့ကျွန်တော်ဒီလေအကောင်လုံးကိုအကောင်းဆုံးတွေကအကောင်းဆုံးအရာလေးတွေကို share လုပ်ပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะစေတနာနဲ့ပေးတဲ့ကဏ္ဍလေးတွေ free ကဏ္ဍလေးတွေနေတိုက်သမားလေးတွေတချို့ဈေးဖို့ရှာနေသောမျိုးလေးတွေအတွက် okay မှာစုပြီးဈေးဖို့အတွက်ပဲကျွန်တော်ဒီเนาะခေါင်းနဲ့ထည့်ပါတယ်ကျွန်တော်လည်းအကောင်းဆုံးနဲ့အကောင်းဆုံးရအောင်စူးစမ်းပေးပါတယ်ဒါပေမဲ့ဒီတစ်ပတ်မှာလည်းဖောင်းရက်ကတရက်ပါလာပြန်ပြီเนาะပေးရက်ရှိနေတယ်အဲ့တော့ပေးရက်ရှိနေတဲ့ပွဲစဉ်လည်းဖြစ်တယ်တောက်ကြနေတရက်ကเนาะဖောင်းပွဲဖြစ်နေတယ်အဲ့တော့ဘိုးတို့ကြာတာလည်း2ရက်စာပဲကစားရမယ်အဲ့တော့ဒီ2ရက်အတွင်းမှာတော့ကျွန်တော်အကောင်းဆုံးနဲ့ကအကောင်းဆုံးအရာကိုလုပ်ပေးဖို့เนาะကျွန်တော်မျိုးလေးတွေအားလုံးเนาะကျွန်တော်ကိုနားလည်ပေးစီနေပါတယ်ကျွန်တော်ဒီလေဟိုတချို့ပြောကြတယ်ဘယ်လိုပြောကြလဲဆိုတော့ဟိုအကွက်တရားပေးတယ်အဲ့လိုမျိုးတွေကြားပြန်ပြီးတော့ပေါ့နော် DNA မှာကျွန်တော် Viber ဒီမှာအဲ့လိုမျိုးလာပြောကြတာတွေတွေ့တယ်เนาะအကွက်တရားကျွန်တော်မပေးဘူးเนาะဘာလဲဆိုတော့ကျွန်တော်နေတိုက်ပေးရင်သူများတက်အကွက်နည်းနည်းနဲ့ main quest ကိုထိထိမိမိပေါအောင်လုပ်ပဲကျွန်တော်ရဲ့ method နဲ့ကျွန်တော်ရဲ့ sequence site တိုင်းမှာကျွန်တော်ပေးတယ်เนาะအဲ့တော့တချို့ရဘယ်လိုပြောကြလဲဆိုတော့အကွက်တရားပေးတယ်ကျွန်တော်ပေးတဲ့ဟာကအကွက်တရားလည်းမဟုတ်ဘူးเนาะအကွက်20တောင်မှရှိရင်ကြာအောင်အကွက်20တောင်မှမပြီးဘူးเนาะတချို့တွေလိုမျိုး340လောက်เนาะအဲ့လိုပေးတယ်ဆိုရင်တော့အမျိုးတို့တော်တော်အောင်ဖြစ်မှာเนาะအဲ့ဒါလည်းပြောတဲ့လူတွေကိုပဲကျွန်တော်ရည်ညွှန်းတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီလေဘယ်နေ့ဘယ်ချိန်မှာเนาะဟိုကောင်းသက်ဆန်ဘယ်နေရာမှာမှားနေမလဲဘယ်နေ့ဘယ်ချိန်မှာမှားမလဲကွင်းဘယ်နေ့မှာဖောက်မလဲအဲ့လိုမျိုးစောင့်နေတဲ့เนาะတိုက်ခိုက်တဲ့အဖွဲတစ်သက်ရှိပါတယ်เนาะအဲ့တော့ဒီလောကမှာလည်းအတိုက်ခိုက်တွေအများကြီးရှိတယ်เนาะအဲ့တော့မျိုးလေးတွေအားလုံးအဲ့တော့နှစ်ပံဗုဒ္ဓဦးနေ့မင်းညအတွက်ကျောင်းတော်ကြီးမှာနှစ်ဖက်မင်းညအတွက်3ရမယ်နေ့တိုင်းမင်းကွက်လေးတွေเนาะတိတိမိမိလေးတွေကျွန်တော်လုပ်ပေးခြင်းနဲ့ဒါကြောင့်မလို့ဗုဒ္ဓဦးကျန်တာပရိ2ရက်ဆောင်မှာတော့အကောင်းဆုံးနဲ့အကောင်းဆုံးအရာလေးတွေလုပ်ပေးခြင်းပါတယ်ဒါကြောင့်မလို့ဒီနေ့မှာ3853ညကီးခွေတောင်းဖြင့်เนาะကီးပြီးခွေပြီးတော့ဟိုခွေဘူးထွက်အောင်ဖြင့်ကျွန်တော်တို့ကလုံလောင်းနဲ့เนาะအဆင်မပြေနိုင်เนาะဒါကျွန်တော်ကိုယ်တိုင်လည်းမကြိုက်ဘူးကီးတွေပြီးခွေတယ်မကြိုက်ဘူးတကယ်ပြောတာเนาะအဲ့လိုခွေဘူးတွေထွက်တယ်လုံးဝမကြိုက်ဘူးเนาะကျွန်တော်ထုတ်တဲ့အရာကเนาะ main ပတ်သီးနဲ့ main ကွက်နဲ့ထိထိမိမိကျွန်တော်ကရစေချင်တာဒါကြောင့်မလို့ကျွန်တော်အကောင်းဆုံးနဲ့ကအကောင်းဆုံးအရာကိုစူးစမ်းနေပါတယ်အခုကြာတာပေးတောက်ကြမှာအကောင်းဆုံးသောအရာတွေကို share ရင်လုပ်ပေးဖို့เนาะကျွန်တော်စူးစမ်းနေပါတယ်ဒါကြောင့်မလို့မျိုးလေးတွေအားလုံးဟုတ်ပြီเนาะနေတိုက်သမားလေးတွေเนาะဟိုခွေဘူးနဲ့ရအောင်ပြင်မကျင်းတတ်ပါနဲ့တပတ်စာသမားတွေကတော့ okay ပြီး okay ပဲတပတ်စာတော့ကျွန်တော်ဒီတစ်ပတ်မှာတော်တော်တောင်းဝင်ကြည့်တယ်เนาะ break တွေလည်းဆင်းနေဗိုလ်တော်မှုကျော်ပတ်သီးကြီးလည်းဆင်းပြီးเนาะဗိုလ်တော်မှုကျော်ဘာကြံနေလဲလက်ကြံမှုဆက်ပြီးကစားမယ်เนาะကြံနေတဲ့မှုကိုဆက်ပြီးတော့ကစားမယ်နောက်တစ်ခုစိန်ရှယ်ခွေဘူး8931ရှယ်ခွေဘူးလည်းပြီးပြီเนาะဒါဒီကတ်တွေကလည်းကျွန်တော်ဒါရောင်းစားရင်ရတယ်เนาะလုံးဝမလုပ်ချင်ရောင်းလည်းမစားချင်ဘူးเนาะဟိုပေါက်ပေးတချို့လာပြောကြတယ်ပေါက်ပေးခေါ်ပါလားเนาะပေါက်ပေးပေးရမလားဆရာပေါက်ပေးသမားလားเนาะကျွန်တော်ပေါက်ပေးမခေါ်ရှင်းအမျိုးတို့ကိုကျွန်တော်ပြောပြဖို့ပါတယ်เนาะပေါက်ပေးမဲ့တူကျွန်တော်ရဲ့ကဏ္ဍကိုအလကားပဲပေးလိုက်ပါအလကားပဲတင်မလိုက်เนาะလုံးဝပေါက်ပေးခေါ်မစားเนาะအဲ့ဒါဘာလို့လဲဆိုတော့ဟိုမတော်မတရားကြီးလေเนาะကိုရှိမှမြင်တွေ့နေရတာကြီးအဆင်မပြေဘူးပတ်တိတစ်လုံး4000ပဲဟုတ်လားအခွေ4လုံးခွေကို3000ပဲเนาะထိပ်စီးကိုဟုတ်လား2000အဲ့လိုလေးလုံနေကြတာအဲ့တော့အဆင်မပြေဘူးအဲ့တော့မျိုးလေးတွေအားလုံးကျွန်တော်ဒီတပတ်စာ free စိန်ကပ်မှန်သမျှ free ပဲတင်ပါပါเนาะလုံးဝပေါက်ပြီးလဲမရောဘူးပေါက်ပြီးလဲမခေါ်ဘူးเนาะအဲ့တော့ဒီတစ်ပတ်မှာအဖွဲ့ဝင်ကဏ္ဍဒီတနင်္လာအင်္ဂါဗုဒ္ဓဟူ3ရက်အတွင်းမှာเนาะအဖွဲ့ဝင်ထားတော့ကျွန်တော်ရဲ့အဖွဲ့ဝင်ကဏ္ဍဒီတနင်္လာအင်္ဂါပုံမှန်ဆိုရင်တော့တနင်္လာနေ့မှာเนาะတနင်္လာနေ့တရက်ထဲနေလှည့်မကြည့်နဲ့ကွက်တီနေတာနဲ့ဆင်ပြီးသားပဲအခုအင်္ဂါနေ့ရောက်လာပြီလုံးဝမကြဘူးအဲ့တော့နှစ်ဖက်ဗုဒ္ဓဟူနေ့မှာကျွန်တော်မျိုးလေးတွေအားလုံးเนาะဖိုင်နယ်ရောက်ပြီအဲ့တော့ဘာလို့ဖို့လိုအပ်လေเนาะကြံကနန်းက6လုံး
နော်အဖွဲ့ဝင်တွေပတ်သက်လို့တစ်ခုပြောအောင်မယ်နော်ကြံကနန်းက6လုံးကြံကနန်း6လုံးနော်ကိုယ့်ကိုယ်လည်းကိုပြန်ကြည့်ကြအောင်ဟုတ်လားမဟုတ်လားနော်3ရေ3မဟုတ် sorry မှားပါလို့8ကေဟုတ်ပြီနော်8ကေ4ရေ6ကေ5ရေ9ရေ2ကေကြံကနန်းဒီ6လုံးအောင်ရှိနော်အဲ့ဒီကနန်း6လုံးတွေကနေပြီးတော့ကျွန်တော်တယောက်တည်းလည်းမဟုတ်ဘူးเนาะကျွန်တော်လိုမျိုးလည်းရှိကြအောင်ပါပဲเนาะကျွန်တော်လိုမျိုးပဲကျွန်တော်ဒီတစ်ပတ်ထဲပဲဖြစ်တာเนาะဒါကျွန်တော်ဆိုရင်เนาะအပတိုင်းလိုအမျိုးလေးအားလုံးကိုကျွန်တော်စီမှာအဖွဲ့ဝင်နေကြဖြစ်တဲ့ကျွန်တော်ရဲ့အမျိုးလေးတွေအကုန်လုံးကိုတလင်းလာအင်္ဂါ2ရက်တွင်းမှာတင်ပဲစောစောစစ်စစ်နဲ့မွေထုတ်ပိုက်ပြီးတော့တိုင်စီရနဲ့အမြတ်သိမ့်ပေးပြီးသားဖြစ်ပါတယ်ဒီတစ်ပတ်မှာကကျွန်တော်ရဲ့အဖွဲ့ဝင်ကဏ္ဍဒီเนาะဒီတစ်ပတ်မှာလူအရင်များသွားတယ်เนาะများပြီမဲ့လည်းဘူးမဆိုင်ဘူးဘာလို့လဲဆိုတော့မဖြစ်မနေထွက်ရမှာเนาะကျွန်တော်ရဲ့အဖွဲ့ဝင်ကဏ္ဍဒီတစ်ပတ်မှာမဖြစ်မနေဆင်းပေးရမှာဘာလို့လဲဆိုရင်အပေါ်ကmain เนาะ main ပတ်ဒီမထွက်ဘူးဆိုရင်တော့မှအောက်က main 3ပတ်ဒီမဖြစ်မနေထွက်ပေးရမယ်ဆိုတဲ့ site နဲ့ပေးထားတာเนาะအဲ့တော့မျိုးလေးတွေအားလုံးရချင်းပြည့်မူပြည့်ကစားပြီးပါလို့ကျွန်တော်အနေနဲ့ဆက်ပြီးတော့အမျိုးလေးတွေကိုမူတီထပ်ပေးလိုက်ပါတယ်ဒါကျွန်တော်ထံမှာအဖွဲ့ဝင်ထားတော့အမျိုးလေးတွေအတွက်ပြောချင်ဖြစ်ပါတယ်เนาะဒီနေ့ဆိုရင်လည်းအင်္ဂါနေ့ဒီနေ့ညနေပိုင်းမှာเนาะဘယ်လိုဖြစ်လဲဆိုတော့အဖွဲ့ဝင်ကဏ္ဍနဲ့နော်မထွက်သေးလို့ဆိုရင်ဖုန်းနဲ့ဆက်ကြတယ်တကြီးကြီးနဲ့နော်ဖုန်းနဲ့ခေါ်ကြတယ်နော်မျိုးလေးတွေအားလုံးကျွန်တော်တခုပြောချင်တာပါလဲဆိုတော့အပတိုင်းလိုကျွန်တော်တို့ဒီနော်ဘိုင်စီကနေဝင်မထုတ်ရတဲ့အပရှိခဲ့လားရှိခဲ့ဘူးလားကျွန်တော်မေးချင်တယ်နော်အဖွဲ့ဝင်ကဏ္ဍဒီတနေ့အင်္ဂါဗုဒ္ဓဘူးရက်ချင်းအမျိုးတို့3ရက်တောင်ခေါ်ပေးထားတာလေ3ရက်အတွင်းမှာနော်လာရမယ်3ရက်အတွင်းမှာထွက်ရမယ်ဆိုပြီးအမျိုးတို့ကိုကျွန်တော်အဖွဲ့ဝင်ခေါ်ပေးထားတာဒါအပတိုင်းလိုလည်းအမျိုးတို့ကျွန်တော်တာဝန်ကြီးစမြဲဖြစ်တယ်အဲ့တော့ဒီတစ်ပတ်မှာအနေငယ်ဒီနောက်ကျနေတာကိုအမျိုးတို့ဘက်ကိုလည်းကျွန်တော်ကိုချင်းစားပါတယ်အမျိုးတို့တီလေနော်ဒါစိုးရင်စောနဲ့မေးကြတာနော်ဆရာပတိတွေနဲ့နော်လူများနေလို့လားမထွက်တာအဲ့လိုမဟုတ်ဘူးလူများတာမများတာဘေးကိုချိတ်မဆိုင်ဘူးဒါနော်ဘာလို့လဲဆိုတော့ကဏ္ဍဒီ6လုံးအောင်ကျန်နေတာအဲ့ဒီကဏ္ဍ6လုံးထဲမှာကျွန်တော်အဖွဲ့ဝင်ပေးထားတော့ main ပတ်တီးနဲ့ share ပြင်း3ခွက်ကမဖြစ်မနေထွက်ပေးရအောင်တစ်ချိန်လာပေးရမှာမလာလို့မရဘူးเนาะမလာဘူးဆိုရင်ဒီကောင်တွေတလင်းလာအင်္ဂါမှာအကုန်ခွဲပြဲကုန်ပါเนาะတကယ်လို့ဒီတစ်ပတ်မှာကျွန်တော်အဖွဲ့ဝင်ကဏ္ဍမထွက်ကြည့်တလင်းလာအင်္ဂါမှာကျွန်တော်အကုန်လုံး free ဖြတ်မှာเนาะ free ဖြတ်မှာဆိုတာကအကုန်လုံးကို free တင်ပေးမှာTelegram မှာလည်းတင်မယ် YouTube မှာလည်းတင်မယ် Viber မှာလည်းတင်မယ်ကျွန်တော်အကုန်လုံး user မှာတည်းအကုန်လုံး free ရအောင်လို့တော့အကုန်လုံး free ပေးမှာမဖြစ်မနေတလင်းလာအင်္ဂါအာမခံပြီးတော့အဲ့ဒီဟာဒီထွက်ကိုထွက်မှာเนาะကျွန်တော်အဲ့လို free တင်မှာဒါကြောင့်မလို့ကျွန်တော်ရဲ့ဘွဲ့မှာကဏ္ဍကိုကျွန်တော်ဒီယုံယုံကြည်ကြည်နဲ့အမျိုးတို့ကိုလည်းကျွန်တော်ပြောပြီးသားပါเนาะယုံကြည်မှเนาะယုံကြည်မှကျွန်တော်စီလာခဲ့ပါလို့ပြောခဲ့ပြီဘယ်ဆရာကြောင့်ရှုံရှုံမသိဘူးเนาะအမျိုးတို့တိုင်းအမျိုးတို့ရေလိုက်လွဲခဲ့တဲ့ရေလိုက်လွဲခဲ့တာလည်းရှိလိမ့်မယ်เนาะကိုယ့်ကိုเนาะရန်တန်ထိုးတွေဖြစ်နေဖြစ်လိမ့်မယ်เนาะအဲကြောင့်မလို့ကျွန်တော်ပြောချင်တာဗာလဲဆိုတော့ဘယ်ဆရာကြောင့်ဘလို့ပဲရှုံကျွန်တော်ရဲ့လက်ထဲကိုရောက်လာပြီဆိုရင်ကျွန်တော်အကောင်းဆုံးနဲ့ကအကောင်းဆုံးအရာကိုပေးဖို့ကကျွန်တော်ဘက်ကနေပြီးတော့အစဉ်သင့်ပါပဲเนาะအဲ့တော့မျိုးလေးတွေအားလုံးကျွန်တော်ပေးထားတော့ကျွန်တော်ရဲ့အဖွဲ့ဝင်ကဏ္ဍကိုပဲကျွန်တော်စီမှာအဖွဲ့ဝင်ထားတဲ့မျိုးလေးတွေအားလုံးကစားပေးပါနှစ်ပတ်ဗိုလ်တော်ဦးနဲ့တရက်ပဲကျန်တော့တယ် final ရောက်ပြီ final ရောက်ခါနေကြမှာဗာလဲတောက်တော့တောင်းလို့ရင်တော့ကိုဖြစ်ကိုခံနော်ပြောပြီးသားအဖွဲ့ဝင်ကဏ္ဍဒီလာမယ်လို့ပြောထားပြီးသားနော်အဖွဲ့ဝင်ကဏ္ဍဒီလာမယ်လို့ပြောထားပြီးသားအမျိုးတွေအားလုံးနော်ထက်ကကြီးလည်းမပြောချင်တော့ဘူးနော်အဲ့တော့မျိုးလေးတွေအားလုံးနားလည်မယ်လို့ထင်ပါတယ်နော်အဲ့တော့အဖွဲ့ဝင်ကဏ္ဍနဲ့ပတ်သက်လို့လုံးဝအိတ်လို့လည်းမရပါဘူးစားလို့လည်းမဝင်ပါဘူးအိတ်လည်းမပြောပါဘူးဆိုတော့မျိုးလေးတွေအတွက်နော် motivate ရခြင်းဖြစ်ပါလေနော်စဉ်းစားကြည့်လေမျိုးတို့ရဲ့မျိုးတို့အပတိုင်းလို့ငွေထုတ်ပိုင်းနေကြဒီအဖွဲ့ဝင်ကဏ္ဍနဲ့ပဲကျွန်တော်လည်းတစ်ပတ်ကိုတစ်ခါမှဒီအဖွဲ့ဝင်နော်အဖွဲ့ဝင်ကျွန်တော်တစ်ပတ်ကိုတစ်ခါပဲခေါ်တယ်နော်ဒီဟာမှမထွက်ရင်ဘယ်ဟာထွက်မှာတော့အပတိုင်းလို့လည်းမျိုးတို့ရနေကြနော်တိရသားနဲ့လည်းမေးကြတယ်တချို့ကျတော့လည်းဘယ်လိုလဲဆိုတလင်းလာနေတင်တန်းပြီးတော့လိုချင်ကြတယ်တအမှန်ဆိုရင်လည်းကျွန်တော်ရဲ့အဖွဲ့ဝင်ကဏ္ဍဒီတလင်းလာနေတင်ဒိန်းကနေထွက်တာလीနော်ဒီတစ်ပတ်မှာတော့နည်းနည်းလေးနောက်ကျနေတယ်ဘာလို့လဲဆိုဖောင်းရက်ကလည်းတရက်ရှိနေတဲ့အတွက်ကြောင့်မလို့စိတ်ပူတွေကြာဆိုတော့လည်းနားလိုက်ပါတယ်เนาะအမျိုးတို့ဘက်ကလည်းကျွန်တော်နားလေတယ်เนาะအဲ့တော့အမျိုးလေးတွေအားလုံးကျွန်တော်ကိုယုံကြည်ပါတယ်ဆိုရင်ကျွန်တော်ပေးထားတဲ့အရာလေးတွေကိုပဲဒီဇိုင်းမှလုပ်ပြီးပါเนาะရေးလိုက်လွှဲရင်တော့ကိုဖြင့်ကိုခံပါဟုတ်ပြီเนาะအဲ့တော့မျိုးလေးတွေအားလုံး
ဒီနေ့အင်္ဂါနေ့ညချမ်းလေးမှာကျွန်တော်မျိုးလေးတွေကိုနေ့တိုက်လေးလေး share လုပ်ပေးခဲ့ပါမယ်အဲ့တော့တပတ်စာသမားလေးတွေကြံနေတော့လက်ကြံမှုစာရုံးမှုလေးတွေကိုဆက်ပြီးတော့ကစားလို့ရပါတယ်เนาะဒါမျိုးတို့နဲ့အသုံးတဲ့တဲ့အဆင်ပြေတယ်ဆိုရင်တော့ကြံနေတော့မှုလေးတွေကိုယူပြီးတော့ကစားပါဟုတ်ပြီเนาะအဲ့တော့နေ့တိုက်ဒီကျွန်တော်ညပြောရယ်เนาะညတော့လည်းကျွန်တော်ပြောတယ်เนาะညတော့ကလည်းမျိုးတွေဗာပြောကြလဲဆိုတော့ကိုင်းကျင်တာ9-3ညဝိုင်းချိန်เนาะ9-3ညအားတာလေ9-3ညကိုကိုင်းကျင်နေဒါပေမဲ့ကျွန်တော်ဒီနေ့အင်္ဂါနေ့မှာနှစ်ခွန်ကိုင်းနေเนาะဘာလဲဆိုတော့ကျွန်တော်ဒီလက်တီယူခံနေဆိုတာဘာလဲဆိုတော့ကျွန်တော်ကဈေးကွက်เนาะ market ဈေးကွက်မှာထွက်ထားတဲ့ຢာကိုကျွန်တော်ယူပြီးတော့เนาะမျိုးတို့အားလုံး share လုပ်ပေးတာเนาะဘာလို့ဆိုကျွန်တော်ဒီဈေးကွက်တာမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဈေးကွက် site တွေလေเนาะပြက်ချင်တယ်လို့ပြက်ပြီးဆိုရင် win to win ဒီဖောက်ချင်တယ်လို့ဖောက်ပြီးဆိုရင်နောက်ရက်တွေဆိုရင်ဒိန်းကနေတိုင်းကနေအဲ့ဒါတေဖို့သာပြင်တော့အဲ့ဘာလို့လဲဆိုတော့ကျွန်တော်เนาะဒီຢာတွေကလေဟိုကျွန်တော်ကိုမှလောက်တာမဟုတ်ဘူးကြာလာပြီကျွန်တော်ဒီလိုမတ်တက်နဲ့ပဲပေးခဲ့တယ်ကျွန်တော်မျိုးတွေအားလုံးလည်းဒါပိုကင်မှာစုပေးမယ်เนาะအပတိုင်းမျိုးဒါအဆင်ပြေကြတယ်เนาะဒါကြောင့်မလို့ကျွန်တော်ဒီလေတီယူတန်တာတော့မဟုတ်ဘူးဘယ်လိုမျိုးကြီးဟိုကျွန်တော်စောင့်ကြည့်တယ်စောင့်ကြည့်အနေထားနဲ့เนาะကျွန်တော်ရဲ့ဟိုကျွန်တော်ပေးနေနေတိုက်သည်ဟုတ်လားနည်းနည်းလေးအဆင်မပြေပုံထောက်ရင်တခြားနေရောက်ကျွန်တော်လှမ်းထောက်တယ်เนาะတခြားတော့ site ကိုကျွန်တော်လှမ်းပြီးတော့ထောက်ပြီးတော့ကျင်းသိပြီးခိုင်လုံမှုရှိပြီဆိုရင်ယူပြီเนาะအခုချိန်မှာဗာလဲဆိုတော့ကျွန်တော်ဒီเนาะမျိုးတို့အားလုံးကိုเนาะခိုင်လုံမှုရှိတဲ့အရာကိုပဲကျွန်တော်ပေးဦးမှာเนาะခိုင်လုံမှုလေးရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ညာတော့လည်းပြောတယ်လေเนาะ9-3ညကိုကကိုင်းနေတာ9-3ညအချိန်ဒါပေမဲ့မနေ့ကအချိန်ပဲလားဆိုတော့သူတွေเนาะများနေတယ်เนาะဟိုလိုပဲလေကျွန်တော်ဘယ်လိုပြောမလဲဟိုကိုကပေးချင်တာတခုเนาะပေးလိုက်ရတာတခုဘယ်လိုဖြစ်လဲအဲ့တော့ဒီနေ့မှာတော့เนาะမျိုးလေးတွေအားလုံးကျွန်တော်ဗုဒ္ဓဦးနဲ့မနေ့ညအတွက်ဒီတိုက်ခိမိကိုလေးတွေကိုမျိုးတို့အားလုံးကိုလုပ်ပေးခြင်းပါသေးတယ်ဗုဒ္ဓဦးကြာသပတေး2ရက်ပဲရှိပါတော့တယ်ဒါကြောင့်မလို့မျိုးလေးတွေကိုเนาะဖွင့်တာလည်း4ရက်ပဲဖွင့်တာလीเนาะကစားမဲ့ရက်ကတိတ်ပြီးတော့လုံရင်လို့လည်းမရှိဘူးဖွင့်တာလည်း4ရက်တည်းเนาะ4ရက်တွင်မှာကျွန်တော်ကြံတဲ့ပွဲစဉ်တွေမှာတော့တောင်းဝင်ကြည့်ခြင်းပါသေးတယ်အဲ့တော့မျိုးလေးတွေအားလုံးเนาะတိချာလေးကစားပြီးပါလိုက်ပြီးတော့တိချာလေးလှုပ်ပြီးဖို့ကျွန်တော်အနေနဲ့အထူးပြောချင်ပါတယ်နေ့တိုင်းဆိုရင်နေ့တိုင်းလေရောက်နေတဲ့ဒီမာလေးတွေကစားမယ်เนาะနောက်တစ်ခုကအဖွဲ့ဝင်ဆိုရင်လေခဏခဏထိုင်နေပွဲဖြစ်တဲ့အတွက်ကြောင့်မလို့အဖွဲ့ဝင်လေးတွေကိုလှုပ်နေကြအောင်ပဲလှုပ်မယ်เนาะဟိုလမ်းတွေပါတွေမမားနဲ့เนาะရောက်တဲ့ကိုင်းလူတွေမဖြစ်နဲ့ပြောပြီးသားကျွန်တော်ရဲ့အဖွဲ့ဝင်ကဏ္ဍကြောင့်ကျွန်တော်မျိုးတွေရှုံးနေဆိုရာဇဝင်မရှိဘူးเนาะကောင်းသက်ဆိုင်ရဲ့တမိုင်းမှာလုံးဝရာဇဝင်မရှိခဲ့ဘူးဒီလိုမျိုးဘာလို့ပြောနိုင်တာလဲဆိုရင်ကြိုက်တဲ့အချိန်ကြောက်တဲ့နေရကြိုက်တဲ့လာကိုလာပြီးတော့စစ်ပြီးလာပြီးတော့ထောက်ကြည့်ကျွန်တော်ကြောင့်ရှုံးသွားတယ်ကျွန်တော်ကြောင့်เนาะဘောပြတ်သွားဆိုပြီးပြောင်းမှမရှိเนาะအစဉ်ပြေတဲ့ပြေသွားတဲ့လူပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီလေအမျိုးတို့ကိုเนาะဟိုမပိုင်မဲနဲ့လေဟိုလိုမျိုးเนาะဟိုငါပိုင်ပါတယ်အပိုင်ဆိုပြီးတော့ကျွန်တော်လုပ်ပြီးတော့ခေါ်တာမဟုတ်အကုန်လုံးเนาะအမျိုးတို့ဘာသာမျိုးတို့ယုံကြည်လို့ကျွန်တော်စီကိုလာတယ်ကျွန်တော်ဒီလေယုံကြည်မှုထက်နှစ်ဆတန်အောင်လို့เนาะအမျိုးတို့ဟိုဘာလို့ပြောမလဲအမျိုးတို့အဖွဲ့ဝင်ကြီး1000ထက်မကတဲ့တန်ကြီးကိုကျွန်တော်ဒီအပတိုင်းလို့ပေးခဲ့တယ်เนาะဒီအပတ်မှပေးတာမဟုတ်အရင်ပတ်တွေကတောက်လျှောက်ပေးခဲ့တယ်လာစဉ်လာတိုင်းเนาะကျွန်တော်လုပ်နေရလဲဒီနှစ်မှလုပ်တာမဟုတ်ဘူးเนาะကျွန်တော်လုပ်လာတဲ့နှစ်လည်းမကြတော့ဘူးเนาะမနေတော့ပြောတာမကြတော့ဘူးဖြစ်တယ်เนาะကျွန်တော်လုပ်လာလဲမနေတော့เนาะအဲ့တော့မျိုးလေးတွေအားလုံးနားလည်မယ်လို့ထင်ပါတယ်เนาะဆရာကြီးလားလို့လည်းမမီးနဲ့เนาะဘာလို့လဲဆိုတော့ဆရာကြီးတော့မဟုတ်ဘူးเนาะဘာလို့လဲဆိုရင်ဒီလောကမှာတူရီလောကမှာဆရာကြီးဆိုတာမျိုးကြီးလေเนาะဟိုရှိကျင်လည်းရှိလိမ့်မယ်เนาะဘာလို့လဲဆိုတော့အပိုင်းရဲဆိုတာဘယ်ရာမှမရှိဘူးကိုယ်ကိုမပိုင်တဲ့ခေတ်လေเนาะလောကကြီးကျွန်တော်တို့တော့မှကျွန်တော်ပိုင်လားကိုယ်တော့မှကိုမပိုင်ဘူးလေเนาะကိုမပိုင်တဲ့ခေတ်မို့လို့ဟိုကျွန်တော်မပြောချင်တော့เนาะအဲ့တော့စကားလေးရိုင်းမများတော့ဘူးမျိုးလေးတွေအားလုံးလှုပ်ရှားရှိတာကြီးလှုပ်မယ်ကိုလှုပ်ရှားရှိရဲ့အလုပ်ကိုလှုပ်ပါကိုသွားနေကြလမ်းကြောင်းတိုင်းကိုသွားပါเนาะဖက်ပါတိုင်းမှာသွားဘယ်နေရာမှာကွေ့ကောက်ပြီးတော့ဟိုဝင်ဒီထွက်တွေလုံနေတယ်เนาะသွားပလိုက်ဟုတ်ပြီเนาะအဲ့တော့မျိုးလေးတွေအားလုံးပြောပြီးပြီเนาะနေတဲ့သမားလေးတွေနေတိုက်ကိုပဲဆက်ပြီးတော့ like ကစားမယ်เนาะမဖြစ်မနေထီအောင်ပါပဲထီမိခုရရအောင်ပါပဲတပတ်စာသမားလေးတွေနားလို့ရပြီเนาะတပတ်စာသမားလေးတွေကျွန်တော် free တင်ပေးတဲ့အရာတွေအကုန်လုံးထွက်ပြီးပြီပရိတ်တွေလည်းထွက်တယ်စိန်ရှယ်ခွေဘူးတွေလည်းထွက်တယ်เนาะပူရုံးကြောက်ပတိလည်းထွက်တယ်တပတ်စာသမားလေးတွေကတ်ကိုကြည့်ပြီးတော့အသုံးပြုနေတော့အကုန်လုံးအမျိုးတွေအားလုံးเนาะနားနိုင်တဲ့သူတွေနားတော့
ငါတို့ရပြီငါတို့ဖူလုံးပြီးငါတို့တော့အမြင့်ကြံပြီးငါတို့ထဲမှာပတ်စံရောက်နေပြီငါတို့ရဲ့အိတ်ထဲကိုပတ်စံတွေရောက်နေပြီဆိုရင်နားပလိုက်တော့ထပ်မစောင့်နဲ့တော့နော်တပတ်စာသမားလေးတွေဟုတ်ပြီနော်အဲ့တော့နေလိုက်သမားလေးတွေနဲ့အဖွဲ့ဝင်သမားလေးတွေကိုကြံ2ရက်မှာတောင်းဝင်ကြင်အောင်လို့ကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးလုပ်ပြီးမှာပါနော်အဲ့တော့မျိုးလေးတွေအားလုံးကျွန်တော်စကားလေးနည်းနည်းရှည်တော့စကားပုံနည်းနည်းများသွားပြီနော်ဗီဒီယိုကတင်ရတာအဆင်မပြေပါဘူးဆိုတော့မှကျွန်တော်စကားနည်းနည်းများသွားပြီနော်အဲ့တော့မျိုးလေးတွေအားလုံးနှစ်ဖက်ဗိုလ်တော်ဦးနဲ့မင်းညအတွက်ကျောင်းတော်ကြီးနော်နှစ်ဖက်ဗိုလ်တော်ဦးနဲ့မင်းညကျောင်းတော်ကြီးအတွက်သုံးရမယ်လုံးပိုင်ပတိမိတ်ကွက်လေးអော်ပြပါမယ်နှစ်ဖက်ဗိုလ်တော်ဦးနဲ့မင်းညအတွက်အလျံကိုအားကောင်းနေတော့ဈေးကွက်လုံးပိုင်ပတိသည်မနေ့တော့မဟုတ်ညနေပိုင်းမှာတဲ့တလုံးဆွဲပေးရပါမယ်တဲ့အဲ့ဒါဘာဖြစ်မလဲနေမလဲဆိုတော့တလုံးနဲ့ဆွဲလိုက်မယ်ဒါမှမဟုတ်ဘူးဆိုရင်နှစ်ခုစလုံးနဲ့ဆွဲတင်နဲ့ဆွဲသွားလိမ့်မယ်နော်အဲ့ဒါမျိုးလေးတွေအားလုံးနှစ်ဖက်မှာဗုဒ္ဓဦးနဲ့မနေ့ညအတွက်သုံးရမယ်လုံးပိုင်ပတိသည်6တစ်ဘိုင်6တစ်ပတိ6တစ်အချိန်ဖြစ်ပါတယ်ဟုတ်ပြီနော်မနေ့ကျရင်ကျွန်တော် site လေးနဲ့တော့ကွာနော်ဒီကွက် site လေးနဲ့တော့ကွာကျွန်တော်ပို့လေးတင်ပေးမယ် YouTube channel မှာရော Telegram channel မှာရောနော်အကုန်လုံးတင်ပေးထားပါမယ်ဒါမှမဟုတ်ကျွန်တော်10နာရီခွဲလောက်ကျရင်တင်ပေးမယ်နော်အမျိုးလေးတွေအားလုံးဟုတ်ပြီနော်အဲ့တော့နောက်ဖက်မှာဗုဒ္ဓဦးနဲ့မနေ့ညအတွက်29ရက်4လ2026ဗုဒ္ဓဦးနဲ့မနေ့ညအတွက်အရန်ကိုအားကောင်းနေတော့လုံးပိုင်ပတိတည်တဲ့6တစ်ပိုင်း6တစ်ပတိ6တစ်အချိန်ဖြစ်ပါတယ်တဲ့အဲ့တော့ပြောင်းနေတော့6တလုံးအရင်ပရိယပြောင်းနေတော့6တလုံးနောက်ဖက်မှာစင်မလာတတိတော့ထားပြီးနော်အဲ့တော့မျိုးလေးတွေအားလုံးနော်6လိုက်နေတော့မျိုးတွေရောအများကြီးပဲနော်ကန6လုံးအောင်ကျန်သေးတယ်နော်6သမားတွေရော9သမားတွေရော10သမားတွေရော9သမားတွေရော4သမားတွေရော2သမားတွေရောနော်ကနန်းဒီ6လုံးတော့ကျန်သေးတယ်အဲ့တော့အဲ့ဒီကနန်း6လုံးထဲကနေပြီးတော့နှစ်ဖက်မှာကနန်းအသစ်နှလုံးစလုံးချနိုင်ပါတယ်သတိထားပြီးပါဟုတ်ပြီနော်အဲ့တော့6နဲ့ပတ်သက်လို့တင်ထိုးမဲ့ main ၄ကွက်ခေါ်ပြီးပါမယ်မျိုးလေးတွေအားလုံးလိုက်မှတ်ပြီးပါ6နဲ့ပတ်သက်လို့တင်ထိုးမဲ့ main ၄ကွက်ကိုလိုက်မှတ်မယ်6နဲ့ပတ်သက်လို့တင်ထိုးမဲ့ main ၄ကွက်ဒီ6နှစ်6ခွန်65 63ညဖြစ်ပါတယ်6နဲ့ပတ်သက်လို့ main ၄ကွက်6နှစ်6ခွန်65 63ညဖြစ်ပါတယ်6နှစ်6ခွန်65 63ညဖြစ်ပါတယ်တင်းနဲ့ပတ်သက်လို့ main ၄ကွက်လာမယ်တင်းနှစ်1ခွန်15 13ညဖြစ်ပါတယ်တင်းနဲ့ပတ်သက်လို့ main ၄ကွက်တင်းနှစ်1ခွန်15 13ညဖြစ်ပါတယ်အဲ့တော့မျိုးလေးတွေအားလုံးနှစ်ဖက်ဗုဒ္ဓဦးနဲ့မနေ့ညအတွက်လုံးပိုင်ပတိချင်းတီ16ပိုင်း16ပတိအဲ့ဒီ16ပိုင်း16ပတိကိုအရန်ဆုံးအရန်ဆုံးတော့ဖြစ်တယ်အရန်ကိုအားကောင်းနေတဲ့နှစ်ခွန်305နဲ့အပီးကတ်မယ်နှစ်ခွန်305အပီးခွေပြီးတော့เนาะဒီနေ့လုံးမဖြစ်အောင်လုပ်ပေါ့เนาะဒီနေ့လို့ဆိုရင်တော့เนาะကီးအပီးခွေတယ်เนาะအပီးခွေပြီးတော့ထွက်သွားတယ်အဲ့လိုဖြစ်နေတယ်เนาะကီးတွေဒီအပီးတွေခွေနေတယ်အဲ့တော့မျိုးလေးတွေအားလုံးသတိထားပါနှစ်ဖက်မှာနှစ်ခွန်53ဒီအပီးလည်းခွေနိုင်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ကတော့16နဲ့နှစ်ခွန်53ကိုအပီးပေါက်ပဲလိုချင်တယ်เนาะဒါပေမဲ့ကီးတွေမလိုချင်ဘူးဒီနေ့မှာကီးရထွက်သွားလို့เนาะအင်္ဂါနေ့အဲ့ဒါနေ့တိုက်ကတောင်းဝင်မကြည့်ဘူးမို့တောင်းဝင်ကြည့်တယ်ဒါပေမဲ့เนาะကီးတွေဒီအဲ့လိုမျိုးခွေသွားတဲ့အချိန်နဲ့ကျွန်တော်မကြိုက်ဘူးเนาะကီးအနေနဲ့ပဲဝင်ပေးရမှာလीဟုတ်တယ်မလားနေတိုင်းမိတ်ပတ်တီးနဲ့အောက်ကကီးနဲ့အပေါ်အောင်ညှိနေရမှာအဲ့လိုမျိုးအပီးပေါက်ပဲကျွန်တော်လိုချင်တာเนาะဒါပေမဲ့ကီးတွေဒီခွေသွားနေတော့အမျိုးတို့เนาะဘယ်လိုလဲဆိုတော့တချို့မျိုးတွေကတော့ပါးနဲ့နေပြီเนาะပါးနဲ့မငင်းယူအဲ့ဒါအသုံးပြုကြတယ်ဘာလို့လဲဆိုတော့နေတိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးပဲကစားကြတယ်เนาะအဲ့ဒါမျိုးလေးတွေအားလုံးလည်းနှစ်ဖက်မှာเนาะကိုကအကုန်လုံးကားရံပြီးတော့အကုန်လုံးเนาะအပီးပေါက်လဲပေါက်ချင်တယ်เนาะအကုန်လုံးเนาะနေတိုင်းကိုထိထိမိမိရကျင်တယ်ဆိုရင်တော့ကျွန်တော်ပြောလို့မျိုးလုပ်မယ်16ပိုင်း16ပတ်တီကိုနှစ်ခွန်53ညကတ်မယ်နှစ်ခွန်53ညခွေမယ်အဲ့လိုမျိုးလေးလုပ်ပြီးတော့ပဲကစားပြီးပါလို့ကျွန်တော်အနေနဲ့အထူးမပြောတော့ပါဘူးเนาะဒီလောက်ပါပဲဟုတ်ပြီเนาะအဲ့လိုမျိုးလေးတွေအားလုံးကိုလုံးဆရာရှိတဲ့အလုပ်လေးကိုနှစ်ဖက်မှာဗုဒ္ဓဦးနဲ့မနေ့ညမှာလုံးဆရာရှိတာလေးလုပ်ပါเนาะဗာလဲဆိုတော့အိမ်မဝင်စားမပြောမဖြစ်ပါနဲ့เนาะအဖွဲ့ဝင်လေးတွေလဲကျွန်တော်ပြောထားပြီးเนาะအဖွဲ့ဝင်လေးတွေတီလဲเนาะပြောထားပါတယ်ကျွန်တော်အကောင်းဆုံးသောမူတီလဲပေးထားပြီးပါပြီအပတိုင်းလုံးမွေထုတ်နေကြဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ဒီဘက်လည်းမွေထုတ်ရမှာပါเนาะလုံးဝအမျိုးတို့အိတ်ထဲကနေပြီးတော့ site ဆရာအကြောင်းမရှိဘူးเนาะဒိုင်စီကိုပေးရမယ်ဆိုတဲ့အရာကြီးကိုလည်းတခြားဆရာတွေနဲ့လက်တွဲခဲ့တော့တော့တမျိုးပေါ့เนาะကျွန်တော်နဲ့လက်တွဲရင်တော့အဲ့လိုမျိုးတွေမရှိဘူးเนาะအဲ့လိုမျိုးတမိုင်းလည်းမရှိခဲ့ဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်ကြောင့်ရှုံးသွားတယ်ဆိုတာလည်းမရှိဘူးเนาะကျွန်တော်ဆက်ပြောရင်နည်းနည်းလေးကျဲတယ်ဒီကောင်ကနည်းနည်းဗာလဲoverting လုပ်တယ်ဖြစ်နေမှာဆိုမပြောတော့ကနန်းထွက်ခါမှာပဲပြောတော့မယ်ကနန်းထွက်တဲ့ညကြမှာပဲ
ဂုံစားတော့မယ်နော်အဲ့တော့ကျွန်တော်ခုချိန်မှာတော့နော်ဘာမှမပြောချင်ပြပါဘူးခုချိန်မှာတော့ကျွန်တော်ဘယ်လိုဖြစ်နေလဲဆိုတော့နော်ခုချိန်မှာတော့ဒီတိုင်းလေးပဲနေပါဦးမယ်နော်ဘာမှမပြောပါဘူးဟုတ်ပြီနော်အဲ့တော့အဖွဲ့ဝင်နဲ့ပတ်သက်လို့ဘာမှမပြောချင်ဘူးအဖွဲ့ဝင်လေးတွေကိုလုံးဆက်ရှိအလုပ်ကိုလုပ်တာပါကျွန်တော်ပြီးထားတဲ့အရာလေးတွေကိုမျိုးတို့သုံးထားလှည့်ပကြီးနဲ့ကွက်တိလာလိမ့်မယ်နော်နေတဲ့သမားလေးတွေနှစ်ဖက်အင်္ဂါနေ့လိုမဖြစ်စေနဲ့နော်ဒီမှာ3ညပူးသွားပြီနော်အဲ့တော့နှစ်ဖက်မှာကီးကိုအပြီးခွင့်မယ်နော်ကီးပြီးခွင့်ပြီးတော့နှစ်ဖက်မှာ16ချိန်ကို2.53ညကတ်မယ်2.53ညအပြီးခွင့်မယ်အဲ့တော့နှစ်ဖက်မှာဗုဒ္ဓဝုနဲ့မနေ့ညအကြောင်းတော်ကြီးအတွက်နှစ်ဖက်မှာထိမိခွေတွေတစ်ချိန်စာပေါက်သေးနေဖြင့်ရပါစေကျွန်တော်ဘက်ကလည်းအကောင်းဆုံးနဲ့အကောင်းဆုံးအရာတွေကိုနော်ရှာပေးထားတာဖြစ်ပါတယ်မျိုးလေးတွေအတွက်အဆင်ပြေအောင်လို့ဇေဘိုးသမားလေးတွေအတွက်နော်โอเคမှာဆိုပြီးဇေဘိုးအတွက်ကျွန်တော်လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့စေတနာကြီးတီမှန်ကန်နေတဲ့အတွက်ကြောင့်မလို့ရောင်ပြန်ဟပ်မယ်ဆိုတာကိုကျွန်တော်ဒီကောင်းစွာယုံကြည်ပါတယ်ကဲအားလုံးပဲမျိုးလေးတွေအားလုံးဒီနေ့ညဒီလောက်ပါပဲစာလေးတွေဘာမှမနှွေးတော့ပါဘူးเนาะတပတ်စာသမားလေးတွေအထွေထူးထပ်မပြောတော့ဘူးနေတဲ့သမားလေးတွေအထွေထူးထပ်မပြောတော့ဘူးအဖွဲ့ဝင်လေးတွေဘာမှမပြောတော့เนาะဘာမှပြောစရာမှမရှိတာเนาะဘာလို့ရမလဲအမျိုးတို့ကျွန်တော်အခုပြောပြီးပြီเนาะအဲ့တော့ဘာလို့ရမလဲဟုတ်ပြီเนาะဒီဆိုတိုင်းနေပတ်နေကြတယ်เนาะဟိုလောရမလို့ဒီကိုလောရမလို့ဟုတ်လားเนาะကဲတော့မျိုးလေးတွေအားလုံးနှစ်ဖက်မှာเนาะကျွန်တော်မျိုးတွေအားလုံးကျွန်တော်ရဲ့เนาะအကူမလေးတွေအကုန်လုံးရွှေတုံးငွေတုံးတွေပိုက်ပြီးတော့နှစ်သီးစားသုံးသီးစားတွေမိပြီးတော့မင်္ဂလာရှိသောနေ့ရက်ကံကောင်းတဲ့နေ့ရက်လေးတွေကိုကျွန်တော်မျိုးလေးတွေအားနှစ်ဖက်ပူတုံးနဲ့တရက်ဆောင်ပါတယ်ပိုင်ဆိုင်မှာဒီခင်ဗျာကဲအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါသည်ဒီညတော့ဒီလောက်ပါပဲတက်တာပါ